လေးပြန်တရားလေးပါပြောနေတာပါနော်ဒီတစ်နေ့လုံးလဲဒီသတိပြန်တရားလေးပါဟိုဥတီပြီးတော့ပြောတာမှာတော့ချုံငုံသုံးတာမှာနော်ဦးဇင်းကတခုနဲ့တခုနဲ့ကတော့ဦးဇင်းကဆက်ပြီးတော့ဟောတာဒါပေမဲ့ယောဂီတော်စင်တော့ဟိုကြော်သွားတဲ့အပိုင်းလေးတွေရှိနေတဲ့အခါကျတော့မဆက်မိမှဆိုတာဦးဇင်းပြောရတာကတော့နော်ထပ်တလဲလဲပါမှာပါနော်အဲ့ဒီကကြနော်တဖြည်းဖြည်းတော့နားလဲသွားမှာအခုတော့တစ်နှစ်လောက်ရှိတော့မယ်ဦးဇင်းပြောနေတာအားလုံးကိုချုံငုံပြီးတော့သုံးသပ်ပါနော်ဒီပြောရမယ်ဆိုရင်နိဗ္ဗာန်ရောက်ကြောင်းတရားပေါ့နိဗ္ဗာန်ကိုဘယ်လိုရောက်မလဲဆိုရင်ဒီကိုယ်မှာရှိတာကြီးဆွန့်လွတ်ရမှာအတ္တကိုဆွန့်လွတ်ခြင်းအပြင်ရောက်မှာအနတ္တနော်အဲ့ဒီတော့ဒီသတိပ္ပံတရား၄ပါးနဲ့နော်နေသဒုက္ခအနတ္တကိုဒီဝိပဿနာအမြင်ကိုမြင်အောင်ကြည့်ရမှာနော်ဒါအမှန်ကန်တဲ့အမြင်ပေါ့နော်အဲ့ဒါမြင်အောင်သတိပ္ပံတရား၄ပါးကိုတောင်းမြတ်စွာဘုရားသခင်ကနော်ဘုရားရဲ့တရားကလည်းဒါပါပဲအဓိကနော်ဓမ္မခန္ဓာပေါင်း8400ရှိတယ်နော်လူမျိုးဇေယျထွေတွေကိုမြတ်စွာဘုရားသခင်ကနော်ဟိုနေရာမှာတစ်မျိုးဒီနေရာမှာတစ်မျိုးဥတီတာတော့ဒီနိဗ္ဗာန်ကိုဥတီတာနိဗ္ဗာန်ကိုမရောက်ခင်မှာဒီခန္ဓာကိုယ်ကြီးကိုဆွန့်လွတ်ရမှာနော်ခန္ဓာကိုယ်ဆွန့်လွတ်မှနိဗ္ဗာန်ကိုရောက်မှာနော်အဲ့ဒီကကြတော့ဥစဉ်ကြတော့ဒီနိဗ္ဗာန်ကိုထဲ့မပြောဘူးဒီခန္ဓာကိုယ်ဆွန့်လွတ်တာကိုထည့်ပြောတာဘာလို့လဲဆိုတော့ဥစဉ်ကဒီဈာခံလေးကဒီခန္ဓာကိုယ်ဆွန့်လွတ်တယ်ဆိုရင်နော်ငြိမ်းချမ်းရမယ်ဆိုဒီဟာလေးကိုဒီတဆင့်လေးကိုပါစီခြင်းလို့နော်ငြိမ်းချမ်းရလဲထာဝရငြိမ်းချမ်းရခုကကဘာကြီးကမငြိမ်းချမ်းဘူးနော်တယောက်နဲ့တယောက်နိုင်တနိုင်ငံနဲ့တနိုင်ငံလူမျိုးတစ်မျိုးနဲ့တစ်မျိုးနော်တအုပ်စုနဲ့တအုပ်စုနော်အမြဲညာဖြစ်တိုက်ခိုက်နေကြတာနော်သူကကိုယ်နိုင်လိုက်ကိုကသူ့နိုင်လိုက်မှာဂျေရုဆလင်ဆိုလို့ရှိရင်နော်စပွဲတွေဖြစ်လာတာကြာလှပြီနှစ်ပေါင်း1000လောက်ရှိပြီနော်ဟိုလူနဲ့ဒီလူတိုက်လိုက်ဒီလူနဲ့ဟိုလူနဲ့တိုက်လိုက်ဟိုလူကနိုင်လိုက်ဒီလူကနိုင်လိုက်အခုချိန်ကြီးမပြီးဘူးနော်ဒါတွေကိုပြီးစီအောင်ငါကတော့ဗုဒ္ဓရဲ့နီးရလွယ်ပြီးတော့တခြားနီးမလိရှိဘူးဆိုတော့ဥစဉ်ကဒီအနတ္တဝါဒကိုအနတ္တဆိုတော့ဥစဉ်ကပြောတာနော်အမှားတော့အနတ္တကလည်းနိဗ္ဗာန်ပါပဲနော်အနိစ္စဒုက္ခအနတ္တဒီဝိပဿနာအသိပြီးလို့ရှိရင်မက်ဖို့သွားတာဟုတ်နော်ဝိပဿနာအနိစ္စဒုက္ခအနတ္တကနေပြီးတော့ဒီသင်္ခါရနေရာတွေပြီးတော့နော်အသင်္ခါရနဲ့နော်မက်ဖို့ကျသွားတာဟုတ်နော်အဲ့ဒီကကြဥစဉ်ကဒီအနတ္တနေသဒုက္ခအနတ္တတော့အနတ္တကိုဥတီပြောတာနော်ဒီထာဝရငြိမ်းချမ်းရေးလေးဖြစ်အောင်ဆိုတော့ဥစဉ်ရဲ့နော်ဒီရွယ်ချက်လေးပေါအောင်လို့အနတ္တဆိုတော့ဥစဉ်ကစကြဲကဒါဟုတ်နော်ယောဂီသူတော်စင်ပြောတာအမှန်တော့သတိပ္ပံတရား၄ပါးပဲဒီအနတ္တကိုတခြားနည်းနဲ့ဘယ်လိုမှရစရာအကြောင်းမရှိလူတွေအတ္တသိကြီးတာအတ္တသိကြီးတာဆိုတဲ့အခါကျတော့နော်တင်ညာလိန်ထားတာဟုတ်နော်ဒီမွေးကြရနော်ဒီအတ္တကြီးအောင်မိဘအသင်နော်တန်တဲ့လေလုံးကလည်းနော်ဒါတွေအသင်ခံလာတာအတ္တတွေကသိကြီးတဲ့ခါကျတော့ဒီအတ္တဖြုတ်ဖို့ရအတွက်ကနော်ဒီနီးမှန်လမ်းမှန်မှမဖြုတ်ဘူးဆိုလို့ရှင်တော့ဒီအတ္တဘယ်တော့မှပြုတ်မှာမဟုတ်ဘူးနော်ပိုကြီးလာမှာဆိုတော့ဘာလို့ပြောတာလဲဆိုတော့အခုချိန်မှာနော်ရုပ်ဝတ္ထုပစ္စည်းကအရန်တိုးတက်တယ်အရန်တိုးတက်လေပိုင်ဆိုင်မှုတွေပိုးလို့ခြင်းလာလေဒီအတ္တတွေကပိုကြီးလာလေနော်ဒါမှမဟုတ်ဥစဉ်ဆောင်ပါတယ်နော်ဟိုဆရာအောင်သိန်းတို့ဆရာတောင်းဝင်းတို့လည်းဥစဉ်ဟိုလောက်ထားပါတယ်နော်တက်တဲ့လူတွေအကုန်လုံးဥစဉ်ဆောင်နော်ဆရာလေးတို့လည်းရပြီးတာပါနော်ဘာသာရေးနှိမ့်နှက်ခီးသွားလုပ်ငန်းဆိုတာနော်ရည်ရွယ်ချက်ကတော့ဒီဝိပဿနာသတိပ္ပံ၄ပါးအားထုတ်ဖို့ကြီးပါဒီ15ဘုတ်ဆောင်းမ15ဘုတ်လို့ရေးတာနော်အဲ့ဒီကကြတော့ဒီအတ္တဖြုတ်မှနော်နိဗ္ဗာန်ကိုရောက်မယ်ဒီဟာကိုပြောတာအတ္တဖြုတ်ဖို့ကလည်းဒီသတိပ္ပံ၄ပါးအပြင်တခြားနီလန်းတွေကဒီအတ္တကိုနိုင်စရာအကြောင်းမှမရှိဘူးနော်ဒီအတ္တကိုနော်အမျိုးဒီအမြဲတည်းအတိမြဲအောင်ဒီအနတ္တဆိုရယ်အတိမြဲအောင်မှဒီဝိပဿနာနော်ဒီမဂ္ဂင်၈ပါးနဲ့
နော်တမာရီရတမာရီရပြီးတော့နော်ဒီငါသူတစ်ပါးယောက်ျားမိန်းမမရှိဘူးဆိုတဲ့အတီလေးမြဲသွားအောင်နော်ဦးဇင်းကပြောတာပါထားပါတော့နော်ဒီနေ့ဦးဇင်းကဒီသတိပြန်၄ပါးအမျိုးမျိုးလှည့်ပြောနေတာဒီနေ့ရှင်သာရိပုတ္တရာကြီးနော်တရားရတာလေးကိုပြန်ပြောပါမယ်နော်တစ်ခါပြောပြီးပါပြီအနတ္တဝါဒအနတ္တလက္ခဏာ၃ပါးနော်ရှင်သာရိပုတ္တရာကြီးကနော်ဒီရာဇီဝပြည်မှာမြတ်စွာဘုရားသခင်ကိုနော်ရက်ခတ်ပေးနေမတ်တရက်ပြီးရက်ခတ်ပေးနေနော်ဒီသူ့ရဲ့တူကနော်သူ့ဦးလေးကဒီတစ်ခေါက်နော်ကျောင်းကထွက်သွားတာဒိဋ္ဌိကျောင်းမှာအတူကျောင်းကိုလာကြတယ်ထင်ပါတယ်တူကြီးနှစ်ယောက်နဲ့တော့နဲ့အဖွဲ့တွေ900လောက်ပါတာဟုတ်နော်ရှင်မမောက္ကလန်အဖွဲ့တို့ပါနော်ကောလီတာနဲ့သူအဖွဲ့တွေကနော်အဲ့ဒီကကျတော့တူကကျောင်းမှာနေခဲ့တာမိစ္ဆာဒိဋ္ဌိကျောင်းမှာနေခဲ့တာသူလေးပြန်မလာဘူးဆိုတော့တဘူရဲလာပြီးနေမှာနော်လိုက်လာပြီးတော့မြတ်စွာဘုရားသခင်ကိုနော်မေးလျှောက်တဲ့နေမှာနော်ဒီကနခကသူကဘာယူတာလဲဆိုတော့ဥစ္စေတာယူတာနော်သိလို့ရှင်ပြီးတာပဲဆိုတော့ယူတာဒါပြောပြီးသားတွေပါနော်ဒီယောဂီတွေအကုန်လုံးကိုပြောပြီးသားပါနော်အဲ့ဒီမှာမြတ်စွာဘုရားသခင်ကဝေနာနုပတနာကမ္မထံဟောတယ်ဝေနာအနတ္တပေါ့နော်ဝေနာအနတ္တကိုဟောလိုက်တဲ့အချိန်မှာဒီကနခကနော်ဒီသောတာပန်ဖြစ်သွားတယ်နော်ဒီဥစ္စေတာယူကိုဆွန့်လွတ်သွားတယ်နော်ရှင်သာရိပုတ္တရာနော်သောတာပန်နော်သူကရှင်အတ္တသိမထေရနဲ့တွေ့ကြတယ်သောတာပန်ဖြစ်တယ်လွန်ခဲ့တဲ့15ရက်ကနော်15ရက်ကသောတာပန်ဖြစ်တယ်သောတာပန်ဖြစ်ပြီးမြတ်စွာဘုရားသခင်မှာသူတို့တငယ်ချင်းနှစ်ယောက်နဲ့သူ့ရဲ့နော်သူ့ရဲ့တပည့်900နော်တပည့်900ရဲ့သူ့ရဲ့တပည့်သူတို့နှစ်ယောက်နှစ်ပါးရဲ့ကနော်မြတ်စွာဘုရားသခင်ရောက်တဲ့ခါကျတော့တပည့်900ကအရင်ဖြစ်တာနော်တပည့်900အရင်ရဟန္တာပြီဖြစ်တာနော်သူတို့နှစ်ယောက်မှာကရှင်မမောက္ကလန်ကနော်တပတ်ထဲနဲ့ရဟန္တာဖြစ်တယ်ဒါယောဂီသူတော်စင်သိပါတယ်နော်ရှင်မမောက္ကလန်ကတဘူရဲလာပြီးလာဇန်းရှိရနေမှာနော်ဒီရဟန္တာဖြစ်သွားပြီနော်ရှင်သာရိပုတ္တရာကနော်တဘူရဲလာပြီးနေ့ဒီကနက္ခနော်သူ့ရဲ့တူကိုမြတ်စွာဘုရားသခင်ကတရားဟောတော့မှအဲ့တော့မှသူကယဟန္တာဖြစ်တာနော်အဲ့ဒီက15ရက်ကြာတယ်နော်မြတ်စွာဘုရားသခင်နဲ့တွေ့ပြီးတော့15ရက်ကြာမှယဟန္တာဖြစ်တာနော်ရှင်မမောက္ကလန်တဲ့နော်ဒီ9ရက်တပတ်နောက်ကြာပြီးတော့မှယဟန္တာဖြစ်တာဘာလို့ရှင်မမောက္ကလန်နဲ့ရှင်သာရိပုတ္တရာဒီလိုကြွာရတာလို့ဆိုတော့ကရှင်သာရိပုတ္တရာကနော်ဒီမြတ်စွာဘုရားသခင်ရဲ့ပထမတာဝကကြီးနော်ပထမတာဝကကြီးနော်အကြီးဆုံးလက်ရကိုတော်ကြီးနော်သူက15ရက်ပြည့်မှဖြစ်တယ်ရှင်မမောက္ကလန်ကတကုတ်ရမှာအိတ်ရတဲ့ကိုတော်ကြီးကရှိရနဲ့ဖြစ်တယ်ဘာလို့လဲဆိုတဲ့အခါကျတော့ရှင်သာရိပုတ္တရာကနော်တရားတွေကိုအသေးစိတ်ရှုတာနော်အဲ့ဒါလေးကိုပြောပြမှာပါနော်ရှင်သာရိပုတ္တရာကနော်တရားကိုအသေးစိတ်ရှုတာနော်ရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလန်တို့ဘာပေးမလဲမြတ်စွာဘုရားသခင်ပေးမှာနော်ပရမကထာ6ခုကတော့ပြီးသွားပြီနော်ကထာ6ခုပြီးတာနဲ့ပါတယ်သူတပည့်တွေ900ရဟန္တာဖြစ်သွားပြီနော်သူတို့ဘာကမ္မထဆက်ပေးတာနော်သမထယာနိကကမ္မထနော်သမထယာနိကကမ္မထနော်ဒီကိုရောကြီးနှစ်ပါးကသောတာပန်ဖြစ်ပြီးသားနော်သောတာပန်ဖြစ်ပြီးသားကိုနော်ခြေသားတို့နော်တိတ်ဆိတ်ရက်ကိုချီကပ်ပြီးတော့နော်ကိလေသာတွေပယ်တတ်နော်အကုသိုလ်တရားတွေပယ်တတ်နော်အကုသိုလ်တရားတွေပယ်တတ်ပြီးတော့ဒီသမထဇံကိုကျင့်ခိုင်းတာနော်စိတ်ကိုတဏှာမှာထားပြီးတော့နော်ဘယ်နေရာထားဆိုအာနာပါနရဲ့လို့တော့မပါဘူးနော်အဲ့ဒီခါကျတော့ဇံ9ပါးပေါ့နော်ဒီယူပဇံက5ပါးအယူပဇံ4ပါးဒါတွေကိုကျင့်ခိုင်းတာဒါတွေကိုကျင့်ခိုင်းတဲ့အခါမှာ
နော်ဒီရှင်တာရိပုတ္တရာအသေးစိတ်ရှုတာနော်ရှင်မောက္ကလလည်းရှုတော့ရှုတယ်ရှုပြီးတော့ရှင်းမြောက်တဲ့နေ့မှာသူကယန္နာဖြစ်တယ်အဲ့ဒီခေတ်မှာဟိုပြောထားတာတော့ရှင်သာရိပုတ္တရာအသေးစိတ်ရှုတာတဲ့မြင်မျက်နှာပြင်ကိုတဲ့နော်ဟိုဒီဒုံနဲ့အသေးစိတ်ထောက်တယ်လို့ပေါ့နော်ရှင်မောက္ကလတော့နော်ကျဲကျဲထောက်တယ်လို့ပေါ့နော်ကျဲကျဲထောက်ပြီးတော့ရှုတဲ့အခါကျတော့ရှင်မောက္ကလဟိုစောဖြစ်သွားတာနော်ဒီထဲမှာလည်းဒီမြတ်စွာဘုရားသခင်ရဲ့တရားတွေကနော်ယောဂီသူတို့တွေတော့တစ်ခုကိုပိုင်နိုင်သိတယ်ဆိုလို့ရှိရင်နော်သောတာပန်တဂရကအနာဂါယဟနာဖြစ်ဖို့လွယ်လွယ်လေးနော်ဒီထဲမှာပြောထားတာနော်ယဟနာကြီး၄ပါးဖြစ်သွားပုံကနော်ယဟနာဘာကယဟနာကြီး၄ပါးကိုသွားပြီးတော့မေးတယ်ဒါတွေကလည်းယောဂီသူတို့တွေကြားပြီးတော့နော်ဘာဘယ်လိုလုပ်ပြီးတော့ယဟနာဖြစ်တာလဲတစ်ပါးနဲ့တစ်ပါးနဲ့တူတာမဟုတ်ဘူးနော်ပရမတ္ထဘာကဘယ်လိုကြောင့်ဖြစ်တယ်နော်ပရမတ္ထဘာကအတွင်းအဇိတအယတနာ6ပါးကိုနော်ဖြစ်ပြရှုတာနော်ဒါကိုရှုရင်းနဲ့နော်ယဟနာဖြစ်တယ်နော်အဇိတယတနာနော်အပြင်ဗေဒယတနာ6ပါးပေါ့12ပါးနော်ဓာတ်18ပါးဒါကိုရှုရင်းနဲ့ယဟနာဖြစ်တယ်နောက်တစ်ပါးကျမေးတဲ့အခါကျတော့ခန္ဓာ5ပါးကိုရှုရင်းနဲ့ခန္ဓာ5ပါးဖြစ်ပြယုတ်ကြီးကလည်းဖြစ်ပြနော်နာကလည်းဝေနာဖြစ်ပြနော်တင်ညာဖြစ်ဝေနာဖြစ်ပြစိတ်တင်ညာဖြစ်ပြသင်္ခါရဖြစ်ပြနော်ဒီဝိညာဉ်ဖြစ်ပြဒါကိုရှုပြီးတော့ယဟနာဖြစ်တာနော်သောတာပန်တဂရကယဟနာပေါ့နော်အစင်းစင်းဖြစ်သွားနောက်တစ်ပါးကျဘာပဲမှာနော်ရုပ်ကိုရှုတာနော်ဓာတ်ကြီး၄ပါးမဟာဘုတ်ကြီး၄ပါးပထဝီတည်သောဝါရောအာဘောနော်ပထဝီတွေရဲ့ဖြစ်ဖြစ်နော်ပထဝီမာရဲပြော့တာရဲ့ဖြစ်ဖြစ်နော်တည်သောရဲ့ဖြစ်ဖြစ်နော်ဥရာအိရာရဲ့ဖြစ်ဖြစ်နော်ဝါရောရဲ့ဖြစ်ဖြစ်လှုပ်ရှားတာငြိမ်ဝတ်တာရဲ့ဖြစ်ဖြစ်နော်အာဘောရဲ့ယူစည်းတာဖွဲ့စည်းတာရဲ့ဖြစ်ဖြစ်ဒါကိုရှုပြီးတော့ယဟနာဖြစ်တာနောက်တစ်ပါးကျယုံနာမယ်ယုံနာဖြစ်ဖြစ်ကိုရှုပြီးတော့ယဟနာဖြစ်သွားတာအဲ့ဒီမှာဒီယဟန်ကတယောက်နဲ့တယောက်ကဘလို့မှမတူဘူးဆိုမြတ်စွာဘုရားသခင်သွားလျှောက်တဲ့ခါကျမြတ်စွာဘုရားသခင်ဟုတ်တယ်နော်ဒီယဟနာဖြစ်ဖို့ဆိုတာတခုကိုပိုင်နိုင်ပြီးလို့ရှိရင်နော်ယဟနာဖြစ်တာနော်ယောဂီသူတို့တို့အများကြီးဟောလောက်ဆရာမလို့တခုကိုပိုင်နိုင်သိဖို့ဟာဒါလေးကိုပြောချင်တာနော်ပြီးတဲ့ဘက်ကဦးစင်းကတရားရတယ်မရဘူးဆိုတာနော်အချက်ရှိချက်နော်ယောဂီသူတို့တို့ပြောတော့ပါတယ်နိဗ္ဗာန်ဉာဏ်နိဗ္ဗာန်နော်ညီးငွေ့ရမယ်